ဒီနေ့ပေါက်ကတော့ဗာပြောချင်တာလဲဆိုလို့ရှိရင်သမ္မတကြီးထိုင်းနိုင်ငံဒါနဲ့ပတ်သက်ပြီးမှပြောချင်ပါတယ်ဗျာသမ္မတပြည်မတမ်းမတိတာထင်ရှားတာကြီးကိုပြောချင်တာပါဗျာဘာပြောချင်တာလဲဆိုလို့ရှိရင်တော်တော်ကွန်းဆက်တာလဲရပါတယ်ဆောဘာတီစခါတေချာလေးလာပြီးမှပြောပါတေချာလေးလာမနော်အဲ့လိုတေချာမလေးလာပဲနဲ့ပြောလို့ရှိရင်ဆောဘာတီစခါကိုငပေါ်ကြီးမှန်တိတာကြီးဆောဘာတီစခါကိုစောက်ပေါ်ကြီးမှန်တိတာကြီးဆောဘာတီစခါသမတမှန်တိတာကြီးဆောဘာတီစခါကိုအသုံးမကြမှန်တိတာကြီးဆောဘာတီစခါကိုသမတမှန်တိတာကြီးဆောဘာတီစခါကိုအသုံးမကြမှန်တိတာကြီးအဲ့ဒါမင်းတို့လောကထဲမှာတော့ဒါအဆင်ပြေတာပေါ့ဗျာတို့လောကထဲမှာလည်းဒီလိုနလဘိန်းတုံးနေရများတာဟုတ်ဒီလိုဂျင်းထက်လူကောင်းတဲ့လူတွေနလဘိန်းတုံးနေဂျင်းထက်လူကောင်းတဲ့လူတွေများလို့ပဲတို့လည်းဒီလိုအဆင်ပြေနေတာဗျာနော်